မိုက်ကယ်ရေနောက်ထပ်အနိုင်တပွဲပါပဲပေါ့ဇက်တိုက်လေးပွဲမြောက်တောင်နိုင်သွားပြီနော်ဒီနေ့ပွဲမှာရှင်အသင်းကစားသမားတွေဘယ်လောက်တောင်ကောင်းကောင်းထိန်းချုပ်ပြီးကစားနိုင်ခဲ့ကြလဲရှင်ပွဲစပြီး10မိနစ်လောက်ရောက်တဲ့အချိန်ဆိုရင်အများနဲ့နည်းနည်းခက်ခဲတတ်တဲ့အခြေအနေတစ်ခုပဲပြပွဲတစ်ပွဲလုံးကိုကြည့်ရင်လည်းတော်တော်ဖွင့်လှစ်ပြီးကစားနေတဲ့ပွဲလို့ထင်မိပါတယ်ပထမပိုင်းစပိုင်းကနေတင်ပဲကျွန်တော်တို့အသင်းကအနည်းဖြစ်နိုင်တဲ့ပုံစံနဲ့ကစားနိုင်ခဲ့တာတွေ့ရပြီးအဲ့ဒါကလည်းတကယ်ကိုစိတ်ကြည်နေစရာပါပဲနည်းနည်းပြဿနာတွေတော့ရှိခဲ့ပေမဲ့ပထမပိုင်းမှာတော့တင်ဟန်ဘက်ကလည်းတော်တော်ကောင်းတဲ့ဘောလုံးကစားပုံတွေပြသနိုင်ခဲ့လို့ကျွန်တော်တို့အနေနဲ့အချို့အရာတွေကိုဖြည့်ရှင်းရတာလည်းရှိခဲ့ပါတယ်ဒါပေမဲ့ဂိုးတကူအသာရပြီးကစားသမား10ယောက်ပဲကျန်နေတဲ့အခြေအနေမှာဒုတိယပိုင်းကိုတော့ကျွန်တော်တို့တော်တော်လေးကောင်းကောင်းထိန်းချုပ်နိုင်ခဲ့တယ်လို့ထင်တဲ့အများအပြားပွဲကိုထိန်းချုပ်ထားနိုင်ခဲ့ပြီးဒုတိယကိုထပ်ရဖို့ကိုလည်းအမြဲလိုလားနေခဲ့တာပဲလေဒုတိယကိုရလာတော့ပွဲကိုကျွန်တော်တို့အတွက်အရန်ကောင်းတဲ့အနေအထားတစ်ခုလည်းထည့်ပေးလိုက်တယ်လို့ဖြစ်သွားခဲ့တာပေါ့အားလုံးပေါင်းလိုက်ရင်တော့အရန်ကောင်းတဲ့နေ့တစ်နေ့ပါပဲအထူးသဖြင့်လူငယ်တိုင်လာကိုပထမဆုံးပွဲအဖြစ်ပွဲထုတ်နိုင်ခဲ့တာကလည်းအရန်ကောင်းပါတယ်ပြောရမယ်ဆိုရင်တော့တကယ်ကိုအပြုသဘောဆောင်တဲ့နေ့တစ်နေ့ပါပဲပထမပိုင်းပြီးတော့ Johnny Evans ကိုစက်ပီနီးပြအနေနဲ့ခံထားတယ်လို့ပြောခဲ့တယ်နော်ဘယ်လိုဖြစ်လာခဲ့တာလဲဆိုတာပြောပြပေးပါဦးစက်ပီနီးပြလို့တော့ကျွန်တော်မပြောချင်ပါဘူးဂျော်နီကအဲ့ဒီဘိုင်းကိုသတိထားကြည့်နေတဲ့သူတယောက်ပဲလေကျွန်တော်တို့အားလုံးလည်းသတိထားကြည့်နေကြတာပါပဲဒါပေမဲ့ဂျော်နီကကစားသမားတွေနဲ့အလုံးများကြီးလုပ်ပေးနေခဲ့လို့အဲ့ဒီအတွက်အကျိုးရလဒ်တွေပြန်ထွက်လာတာကိုကျွန်တော်တို့ဝမ်းသာပါတယ်အမှန်တော့ပွဲတစ်ပွဲကစားတော့မယ်ဆိုရင်အတင်းတိုင်းမှာကိုပိုင်ချန်စီတွေရှိကြတာပဲဒါပေမဲ့အဲ့ဒီအရာတွေကလက်တွေ့မှာဒီလိုကောင်းကောင်းအလုပ်လုပ်သွားတာကိုမြင်ခဲ့ရတယ်အထူးသဖြင့်ပထမဂိုးကဘယ်လောက်အရေးကြီးခဲ့လဲဆိုတာအားလုံးသိပါပဲဒါကတကယ်ကိုအရန်ရေးကြီးပါတယ်အဲ့ဒီလိုຢာတွေကဘယ်လောက်အရေးပါလဲဆိုတာကလည်းသက်သေပါပဲဘရူနိုကဒီနေ့လဲ Manchester United အတွက်နောက်ထပ်ဂိုးတစ်ဂိုးထပ်သွင်းနိုင်ခဲ့တယ်နော်သူကအသင်းအတွက်ဘယ်လောက်အရေးကြီးလဲဆိုတာဖော်ပြဖို့စကားလုံးတွေတောင်မရှိတော့တယ်လို့ပဲဒီကာလအတွင်းရှင်မြင်တွေ့လာခဲ့တဲ့ပုံလေးကဘရူနိုရဲ့အသင်းနဲ့ပါဝင်ပတ်သက်မှုကိုအချင်းချုပ်ပြောပြပေးပါဦးအချင်းချုပ်ပြောဖို့တောင်အချိန်ကြာမဲ့သူပါပဲသူဒီအသင်းထဲကိုဝင်လာတဲ့နေ့ကလေးကအသင်းအတွက်အရန်ကိုအများကြီးပေးဆက်လာခဲ့တယ်ကျွန်တော်တို့အတွက်နေရာမျိုးစုံမှာကစားပေးခဲ့ပြီးဒီနေ့ဆိုရင်ဘယ်ဘက်မှာကစားပြီးအဲ့ဒီဘက်ကနေတောင်ကိုသွင်းနိုင်ခဲ့ပါတယ်နည်းနည်းပြောင်းလဲမှုတွေလုပ်လိုက်တဲ့အချိန်မှာလဲသူကအသင်းအတွက်အလုပ်လုပ်ပေးနေတော့မဲ့အသင်းအတွက်အရန်ပေးဆက်တတ်တယ်လို့ပြောချင်တယ်အရေးကြီးတဲ့အချိန်တွေမှာထွက်ပေါ်လာနိုင်တဲ့သူဆိုတာကျွန်တော်တို့သိထားပြီးသားပဲသူမှအရေးချင်းရှိတယ်ဆိုတာလည်းသိတယ်အရေးကြီးဆုံးကတော့ဒီဘောလုံးအသင်းနဲ့အသင်းသားတွေကိုသူကအရန်ကြီးစိုက်တယ်ဆိုတာပဲအားလုံးလည်းအဲ့ဒါကိုသိကြပါတယ်နောက်ထပ်3မှတ်ထပ်ရခဲ့ပြီး Manchester United အတွက် Champions League ဝင်ခွင့်ဆိုတဲ့ရည်မှန်းချက်အတွက်နီးကပ်လာတဲ့အပေါ်ရောဘယ်လိုမြင်မိလဲရှင်ဥပမာပြောရရင်ဥရောပမှာအခြားပြိုင်ပွဲတွေမကန်ရတာကပဲကိုအာယုံစိုက်နိုင်ခဲ့တဲ့အချက်လို့ပြောလို့ရမလားပြောရမယ်ဆိုရင်တစ်ခါတလေကြာနှစ်ခုလုံးကိုလုံနိုင်တာမျိုးလည်းရှိတယ်လေဝက်ဟန်နဲ့ပွဲပြီးရင် Everton နဲ့ကန်ဖို့အချိန်တော်တော်လေးစောင့်ရမယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကလက်ရှိရနေတဲ့စီးလုံးမှုတွေအခြေဆက်တွေကိုအရန်ဂရုစိုက်ပြီးဆက်ထိန်သွားနိုင်ဖို့စီမံရမယ်တချို့ပွဲတွေမှာကိုအသင်းရဲ့စီးလုံးမှုကအကျိုးသက်ရောက်မှုအများကြီးရှိမယ်တချို့ပွဲတွေမှာလည်းအနှဲငယ်ခက်ခဲတာမျိုးတွေရှိနိုင်တယ်အခုချိန်ကတော့လက်ရှိလုပ်ရမယ့်အရာတွေပေါ်ကိုပဲအာရုံစိုက်ထားဖို့ကအရေးကြီးပါတယ်ပြီးတော့ရှင်ကအသင်းပရိသတ်တွေကိုဆက်ပြီးအားပေးဖို့နဲ့အရန်အောင်ပွဲခံတာမျိုးတွေမလုပ်ကြသေးဘူးခဏခဏပြောခဲ့တာကိုတော့သိပါတယ်ဒါပေမဲ့ Old Trafford မှာကြားနေရတဲ့ပရိသတ်အားပေးမှုတွေကအရန်ကိုအမခံမဲတော့အသင်းရဲ့အလုပ်လုပ်ပုံကိုအရန်ပဲပျော်ရွှင်နေကြတာကိုမြင်ရပါတယ်ရှင်အနေနဲ့ရှေ့ဆက်အနာဂတ်မှာဘာဖြစ်ရမယ်လို့ဘယ်အချိန်မှာစရေးမှလဲရှင်ကျွန်တော်သိပါတယ်အခုချိန်ကလုံလုံကျူးကျူးအောင်ပွဲခံရမယ့်အချိန်မဟုတ်သေးဘူးလို့ကျွန်တော်ထင်လို့ပါဒါပေမဲ့ပရိသတ်တွေအရန်ပြောနေကြတာကတော့တကယ်လည်း